อาโปตัปปะตะปิติโสอาโปยีติตัปปะตะသတ္တဝလောကကြီးတစ်ခုလုံးအတွက်ပိတိသောဆေးဖြစ်တယ်ยีติသတ္တဝလောကကြီးအတွက်ဘာဖြစ်သလဲယေဤဥဒံတမှုဆံအံမောပသောသူယူ၍ချိုးမှုဆန်းသွဲ့လန်လန်တည်းမောလာတယ်ရေလေးတစ်ခွက်ပေးပါဟုတ်တယ်မို့လားနေရတဲ့ကရေပပဘာမှမပြီးဖြန်းပက်လေသောမူအမော်နဲ့ညှိုးလျော်ထွေနောက်တွေ့ဝေပြောက်၏တောက်သောဝမ်းရင်လေဘူးစင်၏ဟုတ်လားအင်္ဂါငယ်ကြီးအသေးသေးတော့စီးသွားသွေးလေသွက်လက်စေ၏ခြေသားကြတော့ဒီအကျော်တွေထဲမှာသွားနေတဲ့သွေးတွေပဲဘာဖြစ်လဲသွက်သွက်လက်လက်သွားတယ်ရေခမ်းချောင်းနေရင်နော်သွေးတွေသွားတာဘာဖြစ်လဲမသွက်ရေကြောင့်ခြေညက်အစာခြေဖို့ရေကြောင့်ခြေညက်မီးကြောင့်ချက်ဖို့အစာခြေက2မျိုးအစာအိမ်ထဲကပါစကားမီးတစ်ခုတည်းနဲ့အစာမခြေဘူးရေနဲ့ခြေမှခြေတယ်ခန္ဓာဓမိတ်ချက်ဆိုတော့မီးဖို့တယ်မဟုတ်လားဆံတွေကိုအိုးထဲထည့်ပြီးတော့ရေမပပဲနဲ့ချက်လို့ဖြစ်လာမီးနဲ့ရေနဲ့မျှတာချက်ရေကြောင့်ခြေညက်ပြီးကြောင့်ချက်ပေါ်ပိုင်းဝက်4ပုံစား2ပုံနဲ့တပုံလေဖို့ရေတပုတ်4ဖို့စားအိမ်ရေဖြင့်စိမ့်၏မွေ့သိမ့်ထက်စွာအနကတိရေမကင်းလျင်ပန်းသစ်ပင်နဲ့တို့ပြင်တကြောတောင်ရတော်တို့လည်းကောကုန်းခင်ကြက်တီးဝင်၏ဘောမရတဲ့အရာရေမရတဲ့အရာမြေရလည်းတင်လို့မရဘူးဆိုကုန်းတွေအကုန်6သွေးပြီးတော့ကြက်တီးကုန်းတွေဖြစ်သွားမယ်လည်းကောကုန်းခင်ကြက်တီးဝင်၏မြို့တင်ညစ်ကြီးရေဖြင့်ဆေး၏ရေနှွေးကျဲ၏လက်ပတ်၏ဟုချို၏ဖြော၏အကျမ်းရေနှွေးချမ်းယာကုရေတဲ့ပဲချိုတာဆွမ်းတော့ဆွမ်းချက်ဟင်းချက်ဘာနဲ့ချက်ရေနှွေးကျဲ၏လက်ပတ်၏ဟုချို၏အကျမ်းယာကုဆွမ်းတော့ခန္ဓာကင်းခြင်းရေမကင်းသည်ရှင်ပြင်းဥဒုမြတ်တမှုဖြင့်အစုံလပူအိုက်တဲ့အချိန်ကြီးမြတ်စွာဘုရားပါဝါကနေကုသိဏယုံကြွတာလေနာခုလမှာ25ချိန်နားပြီးတော့ရေအချိန်ချင်းတောင်းအရှင်အာနန္ဒာကရေကြီးတော့ဆက်မှမြတ်စွာဘုရားဘဝခရီးဆုံးအောင်ရှောက်နိုင်တယ်မို့လားရှင်ပြင်းဥဒုမြတ်တမှုဖြင့်သုံးလို့ရှင်မင်းထိတ်ခေါင်တင်လဲအော်ကြီးရဲ့အရေးပါအရာရောပုံတွေကိုဘုန်းကြီးတို့ပြိဿနားလည်ကြဘိသိက်တော်ဖြန့်တလေနာရဝိတံသာရွှေတန်းတော်တဲ့ဘိသိက်ပေါင်းတဲ့ဘိသိက်ဖြန့်တဲ့နှစ်ဟောကောလို့နှစ်သိက်ကူးတော့ဘာတွေလုပ်လဲရေလောင်းတယ်ဟောမဲ့ရေတစ်ခုတည်းနဲ့ဘုန်းကြီးတို့ပြိဿနဲတော့ကိစ္စတွေမပူပြီးတာ